ဒီလိုမျိုး mic စာ emoji လေးနဲ့ wallpaper အလန်းလေးတွေလုပ်ချင်တယ်ဆိုရင်ဒီဗီဒီယိုကိုစုံတဲ့အထိကြည့်ခုလိုမျိုး emoji လေးနဲ့ wallpaper လေးလုပ်ချင်တယ်ဆိုရင်ရုံးဆုံး setting တွေကိုသွား setting ထဲမှာ wallpaper ဆိုတာလေးရှိတယ်ပြောရရင်ကျွန်တော်တို့ဒီမှာခေါ်လိုက်ပြီးတော့ new ခေါ်လိုက်ပြီးတော့ဒီမှာ emoji ဆိုတာလေးရှိတယ်အဲ့ဒီမှာကိုကြိုက်တဲ့ဟာလေးထည့်လို့ရတယ်ပေါ့နော်ဆိုတော့ပြောရရင်ကျွန်တော်တို့ပုံစံလေးရွှေ့လို့ရတယ်ဘယ်လိုပုံစံလေးထည့်မလဲပေါ့နော်ဆိုတော့ကျွန်တော်ဒီပုံစံလေးမိုက်ဒါလေးပဲထားကြည့်လိုက်မယ်နော်ပြောရရင်နှစ်ခုလုံးမှာထားလိုက်မယ်ပေါ့နော်ကျွန်တော်ဒါဆိုရင် Mysa wallpaper လေးရပြီပြီးတော့နောက်တစ်ခုကကျွန်တော်တို့ဒီမှာ wallpaper ကိုအနောက်ခံအောင်ပေါ့နော်တေချာမမြင်အောင်အဲ့ဒါလေးကိုကျွန်တော်ဒီမှာ customize ပြောလို့ရှိရင်ဒီဘက်ဘေးမှာ blur ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ဒါဆိုလို့ရှိရင်သူကပေါ်သွားပြီပေါ့နော်ခုနကကျွန်တော် blur လုပ်ထားကြတော့သူကမှိန်လေးပဲပေါ်တော့ပေါ့နော်ဆိုတော့ကျွန်တော်ဒါလေးကိုပိတ်ထားလိုက်မယ်ဆိုရင်ဒီလိုမျိုးလေးပေါ်သွားပြီဆိုတော့ဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်တခြားသိချင်တဲ့အကြောင်းအရာလေးရှိရင်လည်း comment မှာမှတ်ပေးခဲ့လို့ရပါတယ်